ဝင်ခွင့်ရကိုရနိုင်မယ် စတာတက်မယ်ဆိုရင်ကိုဘာလို့ဒီမေဂျာကိုရွေးကိုတက်ချင်တဲ့မေဂျာကိုတိတိကျကျမသိထားဘူးဆိုရင်တရားရနိုင်လုံးကိုရီးယားလိုတက်ချင်ဒါမျိုးလေးတွေကိုတတိချာချာလေး emphasize လုပ်ပြီးရေးမယ်ဆိုရင်တော့ပို့ပြီးတော့အသင့်တော်လိမ့်မယ်တော့မှတော့ညီတို့ကြောင့်ကိုရီးယားဘာသာစကားတေချာပေါက်ရောက်တယ်နဲ့အမရဲ့နာမည်ကတော့အေးတင်ပါအမရဲ့မေဂျာကတော့ရှင်းသူတေကလာနေတာဖြစ်ပါတယ်အမက scholarship program နဲ့လာတော့ GKS နဲ့လာဆိုတော့အဲ့တုန်းကအကြောင်းကရှင်းအောင်သူတေကလာဆိုတဲ့မေဂျာကိုရှောက်ရတဲ့အကြောင်း၅ကြောင်းပဲရှိတယ်အဲ့၅ကြောင်းထဲမှာကျန်တဲ့ကြောင်းကဖုန်းလေတော့ကိုရောက်တယ်လို့ဆိုတော့အရန်ကောင်းတယ်ဒါပေမဲ့ National တက္ကသိုလ်ရေးမှာဆိုရင်ဘူဖန်တွေကတစ်ဖြစ်တာရယ်ရှင်းအောင်သူတေကလာဆိုတဲ့ title နဲ့တည်တဲ့ archaeology ဆိုပြီးခေါ်တာကဒီကြောင်းပဲပြီးတော့ ranking နဲ့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကြောင်းကိုရေးခဲ့အရင်ဆုံးဒီရှင်းအောင်သူတေကလာဆိုတဲ့မေဂျာကရှောက်ခွင့်ရှိတယ်ဆိုတဲ့ offer ရှိတယ်ပေါ့ရှောက်ခွင့်ရှိတယ်ဒီမေဂျာနဲ့ကြောင်းပြတဲ့သူမဟုတ်ရင်တမိုင်းလို့ပါတော့ကြောင်းပြတဲ့သူရှောက်ဖြစ်တယ်အဲဒီကြောင့်မလို့အဲ့ဒါကအမှားအတွက်အရင် strong ဖြစ်တဲ့အကြောင်းမျိုးဖြစ်တယ်။ဘာကြောင့်လဲကောင်းမှမြန်မာမှာလည်းရှင်းအောင်တွေ့လာနေကြအနေနဲ့ဒီကောင်တက္ကသိုလ်ကနေချောင်းပြီးရရန်ကုန်တက္ကသိုလ်ကနေဒီပလိုမာပြီးတယ်။ဒါပေမဲ့ရန်ကုန်တက္ကသိုလ်မှာထွက်ခဲ့တဲ့ CGP ရတယ်တော်တော်လေးကောင်းတယ်။ပြီးတော့ဘာသာစကားအနေနဲ့ကကြတော့ topic လည်းရှိတယ်၊တွေ့လည်းရှိတယ်။ဒါပေမဲ့အမှတ်တော့အများကြီးတော့မကောင်းခဲ့ဘူး။နောက်တစ်ခုအနေနဲ့ကတော့တန်းပြပါ။တန်းပြပါအဓိကပါရင်ကိုရေးခဲ့တဲ့တန်းပြပါပြန်ရှာပြီးတော့အဲ့တန်းပြပါတွေကိုပြင်ခဲ့တယ်။ကျန်တဲ့ extra curricular တွေအများကြီးမရှိတဲ့အတွက်ကြောင့်မို့လို့အမကpersonal statement နဲ့ study plan မှာ strong ဖြစ်ပြီးခဲ့တော့ extra curriculum activity အများကြီးမရှိလေပဲကြောင်းရှောက်ဖို့အဆင်ပြေနိုင်နေတဲ့သဘောပေါ့နော်အဆင်ပြေဒီက personal statement နဲ့ study plan မှာကိုကဘယ်လောက်ထိဒီမေဂျာပေါ်ပတ်ရှင်ရှိလဲတချို့တွေကကျတော့ extra curriculum အရင်များတော့ personal statement နဲ့ study plan မှာ extra curriculum တွေထည့်ပေးမယ်အမအဲ့လိုမရှိရတဲ့ကြောင့်ဘာမှဒီမေဂျာမှာဘယ်လောက်ထိ passion ဖြစ်လဲဆိုတဲ့အကြောင်းရင်းကိုမြင်သာထင်လာဖို့ချလေးရေးတယ်ကိုတက်ချင်တဲ့မေဂျာ website တွေကိုတွားဘယ်အပိုင်းကိုစိတ်ဝင်စားတာလဲဘယ်အပိုင်းကိုလုပ်ချင်တာလဲဒါမျိုးလေးတွေတတိချာချာလေး emphasize လုပ်ပြီးရေးမယ်ဆိုရင်တော့ပို့ပြီးတော့အသင့်တော်လိမ့်မယ်လို့မှတော့မြင်တယ်ဟုတ်ကဲ့ပါဗျအဲ့တော့အခုအမမဟာရန်လက်ရှိတက်နေရဆိုတော့မဟာရန်တက်နေခြင်းနဲ့ဒီကြုံတွေ့ရတဲ့ academic ပိုင်းဆိုင်ရာအခက်အခဲတွေဒါမှမဟုတ် academic ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေအနေနဲ့ရောဘယ်လိုတွေရှိလဲပေါ့နော်ဘလို့ပဲဖြစ်ပိုလာမှာကိုရီးယားဖြစ်တဲ့ကြောင့်ကိုရီးယားဘာသာစကားတေချာပေါက်ရောက်တယ်နဲ့ပြီးတော့အမမေဂျာအနေနဲ့ဆိုရင်100ရာခိုင်နှုန်းကိုရီးယားလိုတင်တယ်အဲ့တော့အရင်ဆုံးနံပါတ်1အချက်အနေနဲ့ကတော့ကိုရီးယားစာကိုတတိချာလေးရအောင်လုပ်ထားခဲ့ရလိမ့်မယ်ပြီးတော့မှဒီရောက်တော့မှလိုအပ်တဲ့ဟာလေးတွေကိုတော့ထပ်ဖြည့်နေတော့လုပ်ရမှာပေါ့ဟုတ်ကဲ့ပါဗျအဲဆိုရင်အမအနေနဲ့ပေါ့ဘူစန်တက္ကသိုလ်မှာဒီအမမေဂျာရမဟုတ်ဘဲနဲ့ဒီမဟာတန်းတက်ချင်တယ် graduate school တက်ချင်တယ် master degree ယူချင်တယ်မြန်မာကျောင်းသားတွေကိုပေးချင်တဲ့ message recommend ပေးချင်တာမျိုးအရေးကြီးတာက master တက်မယ်ဆိုရင်ကိုဘာလို့ဒီမေဂျာကိုရွေးချင်တာလဲကိုရွေးချင်တဲ့မေဂျာကိုတိတိကျကျသိထားဖို့လိုအပ်တယ်ကိုတက်ချင်တဲ့မေဂျာကိုတိတိကျကျမသိထားဘူးဆိုရင်တက်နေနေမှာအဆင်မပြေတာကြီးဖြစ်လာတယ်ဆိုရင်ကိုကကောင်းကောင်း survive မလုပ်နိုင်တဲ့အခြေအနေတွေလည်းဖြစ်သွားနိုင်တယ်ပေါ့ survive လုပ်နိုင်ခဲ့ဆိုရင်တော့အကြောင်းမဟုတ်ဘူးပေါ့အဲ့တော့ကြောင့်ကိုတက်ချင်တဲ့မေဂျာကိုတက်ချင်တဲ့ဒီမေဂျာနဲ့ပတ်သက်တဲ့ဘလို့အပိုင်းကိုစိတ်ဝင်စားလဲအဲ့လိုအပိုင်းမျိုးတတိချာချာလေးလေ့လာပြီးတော့မှလာတာကတော့ပို့ပြီးတော့ထောက်ကူဖြစ်လိမ့်မယ်လို့အမအနေနဲ့တော့ထင်တယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အမတိတ်ပြီးတော့မကြခင်မှာလည်းမဖွေးရတော့မှာဆိုတော့ဖွေးရပြီးလို့ရှိရင်ဒီကိုရီးယားမှာရှိတဲ့ဖွေးရပြီးသားနိုင်ငံသားတွေရဲ့အလုပ်ကိုင်လမ်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခွင့်အလမ်းတွေရှိလဲပေါ့နော်အမမေဂျာအနေနဲ့ကြည့်မယ်ဆိုရင်တော့တူဖို့လုပ်ငန်းတွေမှာလုပ်တာပဲဖြစ်ဖြစ်ပြလိုက်တင်မှာလုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် research အနေနဲ့သွားတာပဲဖြစ်လုပ်လို့ရတယ်လို့အမအနေနဲ့သိထားတယ်တခြားမေဂျာသမားတွေဆိုတာကလည်းဒီတခြားမေဂျာနဲ့ဆက်ဆက်တဲ့ကိုအခုကျောင်းတက်နေတဲ့တကယ်ချင်းတွေစီကနေ information ရလာတာပဲဖြစ်ဖြစ်ပြီးရင် professor တွေစီကနေ project တွေအတူတူလုပ်ရင်းနဲ့ information ရလာတာပဲဖြစ်ဖြစ်ခါလေကြရင်ကိုရီးရဲ့ဒီဟပ်ကွာစားမှုရှိရနေပြီးတော့ဘယ်နေရာမှာတော့ဒီလိုလုပ်တွေခေါ်နေပါတယ်ဆိုပြီးပြောပြပေးရရှိတယ်ပေါ့နော်ဒီဘူစန်တက္ကသိုလ်ကိုမာစတာပွဲရှောက်မယ်ကျောင်းသားတွေဝင်ခွင့်ရကိုရနိုင်မဲ့အချက်မျိုးတွေပေါ့ဝင်ခွင့်ရဖို့ record နိုင်မဲ့ bonus tip တွေအမအနေနဲ့ဗာပေးခြင်းလေပေါ့နိုင်တာကိုကြိုပြင်ထားလို့ရှိရင်တော့ဝင်ခွင့်ရဖို့ကျင်းတည်တဲ့လောက်ဖြစ်နိုင်နေဆိုတဲ့အချက်မျိုးတွေ GKS ကျောင်းသားတွေအနေနဲ့ဆိုရင်တော့ professor ဘက်ကနေ admission letter တွေရထားခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတဲ့ candidate တစ်ခုဖြစ်သွားနိုင်တယ်အဲ့လိုကိုကဒီလို professor တွေစီကို letter တောင်းတော့မယ်ဆိုရင်ဒီ professor ကလုပ်ခဲ့တဲ့ thesis တွေတော့၎င်းဒီ professor ရဲ့တပည့်တွေပေါ့ thesis တွေတော့၎င်းဒါတွေကိုကြိုပြီးတော့ရှာဖတ်ထားတဲ့နဲ့ကြိုလုပ်ထားတဲ့နဲ့အဲ့လိုမျိုးတွေကိုကိုကရေးပြီးတော့ acceptance letter ရဖို့အတွက်ပေါ့အဲ့လို letter ရဖို့အတွက်အမတို့ကလုပ်တဲ့နဲ့ပြီးတော့နောက်တစ်ခုကတော့ဘလူးနေကိုရီးယားကိုလာမှဖြစ်တဲ့ကြောင့်ကိုရီးယားစာကိုအတတ်နိုင်ပုံသူ့အနေထားတစ်ခုလောက်တော့ရတင်တယ်လို့မြင်တယ်။ထူးသဖြင့်နောက်ထပ်တစ်ခုကကိုရီးယားလို့သင်ရမယ်မေဂျာတွေ။ Media and Public Communication လို့မေဂျာလို့မျိုးပဲကိုရီးယားလို့တရားရအောင်သင်ရတယ်။ဒီလိုမေဂျာတွေအနေနဲ့ဆိုရင်တော့ကိုရီးယားကမဖြစ်မနေလုပ်လာခဲ့ပါ။ပြီးတော့ Professor ကြီးကနေ acceptance letter တွေတောင်းချင်တဲ့သူတွေရှိရဆိုရင်တေချာချာလေးဒီ research တွေကိုဖတ်ပြီးတော့မှကိုစိတ်ဝင်စားတဲ့အပိုင်းကိုတေချာချာပြီးတော့လာခဲ့မယ်ဆိုရင်တော့ကိုအတွက်
အဆင်ပြေတဲ့လမ်းကြောင်းတစ်ခုကိုရှာတွေ့လိမ့်မယ်လို့ထင်ပါတယ်ကိုယ်တက်မြင့်မိစားပေါ်မူတည်ပြီးတော့အခုလည်းဒါ AI ခက်ပဲလေနော်အကုန်လုံးလည်းသိရတဲ့အတိုင်းခောက်ရှာလိုက်ရင်အများကြီးကြာလာမှာပါတေချာလေးကိုတက်ချင်တဲ့မိသားကိုရှာပြီးတော့လိုအပ်ချက်တွေကိုဖြည့်ထားမယ်ဆိုရင်ပိုပြီးအဆင်ပြေမယ်ထင်ပါတယ် ဒါဆိုရင်မှအခုလိုအချိန်ပေးပြီးဖြည့်ကြရတဲ့ကျေးဇူးများတင်ပါတယ် ကျေးဇူးတင်ပါတယ်